္ဂလာပါရှင်ကျမကတော့ Miss Universe မြန်မာ2023မိုးဆောင်ဝိုင်းဖြစ်ပါတယ်မိုးဆက်ဒီတစ်ခေါက်အားလည်းရက်မှာထိုင်းနိုင်ငံရဲ့ Krabi ကို Bangkok Airways နဲ့အတူရောက်ရှိနေရပါ Bangkok Airways မှာဆိုလို့ရှိရင်ခီးတွေအတွက်အစားအသောက်ဝန်ဆောင်မှုတွေမကဘူး Economy Class နဲ့ Business Class ဆိုပြီးရွေးချယ်စရာ2မျိုးရှိပါတယ်ရှင်ဂိုင်ကျွန်းမော်ကျွန်းထပ်ကျွန်းနဲ့ဘော်ဒါကျွန်းတွေဟာအရန်ကိုလှပတဲ့တန်တာကြောက်တွေကိုအနီးကပ်ရင်ငုပ်ပြီးလေ့လာနိုင်တဲ့ကျွန်းလေးကျွန်းဖြစ်ပါတယ်ကျွန်းလေးကျွန်းရဲ့အထင်ကြီးနေရာတွေကတော့ဘော်ဒါကျွန်းဖြစ်ပြီးအောက်နန်းအရှိဘက်ကမ်းခြေတွေထဲမှာမှအလှပဆုံးကျွန်းဖြစ်ပါတယ်ရှင်ပင်လယ်ပြင်အလှပအောင်မှာချစ်မြတ်နိုးပါတယ်ဆိုတဲ့သူတွေအတွက်ထိုင်းနိုင်ငံရဲ့ Krabi ကနေကြိုးဆိုနေပါတယ်ရှင်အစားအစာရအဆင်ပြေချုံးမွေအောင်ပြုလုပ်ပေးတဲ့ Bangkok Airways ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် Bye bye